ဒီနေ့ဒီဗီဒီယိုလေးမှာမျှဝေပေးချင်တာခေါင်းစဉ်လေးရတော့ဆေးလိုနေလိုက်ပါမိတ်ဆွေဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။အဲ့ဒီဆေးလိုနေလိုက်ပါဆိုတာကဆေးရကြလို့ရှိရင်ကျမတို့မတီးလို့ရှိရင်မမြည်ဘူးပေါ့နော်။တီးမှမြည်တယ်အဲကြောင့်မို့ဒီကိစ္စပဲနေနေကိုယ်မမေးလို့ရှိရင်မပြိုးပေးနေတာကိုယ့်အတွက်လည်းအန်ဒီကင်းတယ်လို့တခြားလူအတွက်လည်းတက်တောင့်တက်စွာဖြစ်တယ်ပေါ့နော်ကိုယ်မမေးဘဲနဲ့ကိုသိပေမဲ့လေသူများဖြေမဲ့ကိစ္စကိုကိုကသွားဖြေလိုက်လို့ရှိရင်တခြားလူအတွက်လည်းမကောင်းဘူးတခါတလေမှပေါ့နော်ကျမတို့ကကိုသိပေမဲ့လေအကျိုးမထူးဘူးဒီဟာကပြိုးလိုက်တော့လေဘာမှအရေးမပါဘူးဆိုလို့ရှိရင်မပြိုးလိုက်ပြီးနေလိုက်တာကုညီမှုရောက်တယ်တမျိုးပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ကျမတို့ကစေလိုနေလိုက်ပါမိတ်ဆွေဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျမဥပမာလေးနဲ့မျှဝေပေးချင်ပါတယ်ပေါ့နော်အရင်တုန်းကတဲ့ပေါ့နော်ဘာသာတရားနဲ့ပတ်သက်ပြီးတော့စိတ်ပွေးတွေဖြစ်နေပေါ့နော်အဲ့ချိန်မှာအဲ့ဒီအနိုင်ရတဲ့တပုံတွေကတဲ့သုံးခုကိုဖမ်းနေပေါ့နော်ဘသူနဲ့ဘသူကိုဖမ်းတာလဲဆိုလို့ရှိရင်အဲ့ဒီဘုန်းကြီးရေဘာသာတရားကိုပြောတဲ့ဘုန်းကြီးပေါ့နော်သူတို့ခရစ်ယာန်ဘုန်းကြီးတွေပါရှိမှာပေါ့အရင်တုန်းကAD ဘယ်နှစ်ရာစုတော့မသိတော့ဘူးဘုန်းကြီးရေပြီးကြလို့ရှိရင်ဆရာဝန်ရေတဲ့ပြီးအင်ဂျင်နီယာတယောက်ရေပေါ့နော်ဖမ်းတာပေါ့အဲ့၃ယောက်ကကြလို့ရှိရင်အဲ့ဒီဘာသာတရားနဲ့ပတ်သက်ပြီးတော့အရန်ကိုစွန့်သက်တမဲ့အဲ့လိုမျိုးလောက်တဲ့လူတွေပေါ့နော်အဲ့ဒီ၃ယောက်မှာဖမ်းပြီးတော့ပေါ့နော်သူတို့တေတံပေးတယ်ပေါ့တေတံပေးတယ်ပေါ့အဲ့ဒီတေတံပေးတဲ့အချိန်မှာဘယ်လိုတေတံပေးမလဲဆိုလို့ရှိရင်သူတို့ကြလို့ရှိရင်ဒီဓာတ်နဲ့ပေါ့နော်ဓာတ်ဆက်ကြနဲ့လို့ရေခိတ်တုံးကဆိုလို့ရှိရင်လေပင်တွေကိုခုတ်ပြီးတော့တတ်တဲ့ဆက်တွေရှိရလေအဲ့ဆက်နဲ့သူတို့အဲ့လိုမျိုးလောက်မှဆိုပြီးတော့အဲ့လိုတေတံကိုပေးတာပေါ့နော်အဲ့ချိန်မှာပထမဆုံးဖုန်းကြီးကိုပေါ့နော်တေတံပေးဖို့အတွက်ဒီခုံပေါ်ကိုတက်ခိုင်းတယ်ကဲခိုင်းပြီးတော့ပေါ့နော်ဖုန်းကြီးပေါ့နော်လိုတဲ့စုကိုတောင်းပေါ့နော်ဒီလက်စုတစ်ခုကိုတောင်းအဲ့မှာဘာပြောရှင်လဲမသိခင်တစ်ခုခုစုတောင်းဆိုပြီးတော့အဲ့လိုမျိုးပြောတဲ့အချိန်မှာဖုန်းကြီးကလည်းအဲ့ဒီစစ်တီလုံးပေါ်တက်ပြီးတော့အမှတော့ဆူတောင်းနေတော့သူကပေါ့နော်ဒီလိုအသက်ရှင်နေစိစေကာလကလေးကလူတွေရဲ့ကောင်းဖို့အတွက်ပဲသူပြောဆိုဆုံးမလာတယ်လူတွေရဲ့ကောင်းရာကောင်းကြောင်းကိုပဲသူလမ်းညွှန်ပေးတယ်ဒီတိတ်ဆာစကားမှန်ကန်မှာကပေါ့နော်သူ့ကိုပေါ့နော်ဒီတင်တုံးသားကြီးကမပြပါစေနဲ့ဆိုပြီးတော့အဲ့လိုတိုက်တာလိုက်တဲ့အချိန်မှာတင်တုံးသားကဒုံးလို့ရှာလိုက်တဲ့အချိန်မှာအဲ့လိုမျိုးမပြတ်ဘူးတဲ့ကဲဘုန်းကြီးလွတ်စေဆိုပြီးတော့ဘုန်းကြီးကိုလွတ်ခိုင်းလိုက်တာတဲ့နောက်နံပါတ်2ကကျဆရာဝန်ပေါ့နော်ကဲဆရာဝန်ပေါ့နော်ဆရာဝန်လည်းအလှည့်ကိုရောက်ပြီပေါ့ဆရာဝန်လည်းလိုတော့စုကိုတောင်းပေါ့နော်ဆိုလို့ဆရာဝန်ကလည်းတောင်းတာပေါ့သူကပေါ့နော်လူနာတွေကိုစေကူတာပေးနေတဲ့အချိန်မှာသူငွေချေးကိုပဒနာမထားဘဲနဲ့လူနာတွေရဲ့အဲ့လိုမျိုးရိုးကပျောက်ဖို့အတွက်ကိုပဲသူဦးစားပေးတယ်ပေါ့နော်အဲ့လိုမျိုးစိတ်ရင်းစေတနာမှန်ခဲ့တယ်ပေါ့နော်ဒီတိတ်ဆောက်စကားမှန်ကန်မှာကဒီတင်တုံးသားဒီလေသူ့ရဲ့လေဘဲကိုမပြတ်ပါစေနဲ့ဆိုပြီးတော့အဲ့လိုမျိုးဆူတောင်းလိုက်တဲ့အချိန်မှာတင်တုံးသားကိုတောင်းကနေချလိုက်တဲ့အချိန်မှာတင်တုံးသားကလည်းမပြတ်ဘူးတဲ့ကဲဆရာဝန်လွတ်စေဆိုအဲ့မှာအင်ဂျင်နီယာလှည့်ကိုရောက်တာပေါ့နော်အင်ဂျင်နီယာလှည့်ကိုရောက်တော့အင်ဂျင်နီယာကိုလည်းအဲ့လိုထုံးစံအတိုင်းပဲရှင်းနေလူတိုင်းပဲပြောတာပေါ့နော်အင်ဂျင်နီယာပေါ့နော်ကဲအင်ဂျင်နီယာဘာဆူတောင်းမလဲဆိုကဲလို့ပြောတာဒါငါကမတောင်းခင်လို့တခုခုပြောရှင်နေပေါ့နော်ငါအင်ဂျင်နီယာဆိုတော့မြင်နေပေါ့မင်းတို့တင်တုံးသားကဘေးပြတ်မလဲအပေါ်မှာထုံနေတာအဲ့ဒါရှာလိုက်တိုင်းမှာတိုက်နေတာလို့ဘေးပြတ်ပါမလဲလို့ပြောလိုက်တာကဲဆိုပြီးအဲ့ဆိုအင်ဂျင်နီယာလှည့်ဆိုလို့ချင်းအင်ဂျင်နီယာကလည်းလေစင်းခိုင်ပဲတင်တုံးသားကြီးရှာလိုက်တယ်တစ်ခဏပြန်အင်ဂျင်နီယာဆုံးသွားတာတဲ့မြင်တိုင်းလေပြိုးလို့မရဘူးလေနော်ကိုသိရင်သိတယ်မလို့ချောင်းကြီးရဲ့ကိုကကိုလွတ်မဲ့ဟာကိုရှာရှည်ပြီးတော့သွားပြီးတော့ပြိုးလိုက်တာမတီးဘဲနဲ့ဘုံလိုမကြက်ဘဲနဲ့အဲ့လိုမျိုးစီလိုမနေဘဲနဲ့တီးမှမြင်ရမယ့်ဟာကိုသူသိတယ်သူတတ်တယ်ဆိုပြီးတော့အဲ့လိုမျိုးသွားလာလိုက်တဲ့အချိန်မှာသူ့အတွက်အရှင်းကြီးဖြစ်သွားတယ်ကဲနောက်ပုံမြင်တစ်ပုဒ်ကကြလို့ရှိရင်ည2ယောက်ရှိတယ်တဲ့ပုံနာလေးည2ယောက်မှာပုံနာကကြလို့ရှိရင်အဲ့ပုံနာကကြသူကငငယ်ရွယ်မိမကိုယူထားရတာပေါ့နော်ငယ်မိမဆိုတော့ခရီးသွားအဲ့လိုမျိုးစီးပွားရှာဖို့သွားတဲ့အချိန်မှာသူကသူ့မိမကိုစိတ်မရှာဘူးတဲ့သူတို့မှလည်းမွေးစားထားတဲ့ကြီးသားလေးနှကောင်ရှိတယ်ပေါ့နော်ကြီးနှကောင်ရှိတယ်အမအဲ့ကြီးတွေကလည်းစကားတတ်တယ်ရန်ကိုလိုက်မာတယ်ပေါ့နော်ရန်ကိုလိုက်မာတယ်စကားတတ်တယ်ဆိုတော့အမပုံနာပြို့တယ်မသွားခင်မှာသားရဲ့လာပါအောင်ဆိုသူကကြီးကိုလည်းသားလို့ပေါ့နော်သားလာပါအောင်ပေါ့အေးခရီးသွားမှာပေါ့အဲကြောင့်မဲအမေကိုတေချာလေးစောင့်ကြည့်ထားပါဆိုပြီးတော့မှာခဲ့တာတဲ့အဲမှာပုံသားကြီးကထွက်သွားလေအဲ့ချိန်မှာပဲပုံလေးမကအမကြံတဲ့တခြားသောပုံသားကြီးမဟုတ်တဲ့တခြားသောအမျိုးသားတွေနဲ့ယောက်ျားတွေနဲ့အဲ့လိုမျိုးဖောက်ပြန်မှုတွေပြုတ်လောက်တာပေါ့နော်အဲ့ဒါကိုမြင်တာတဲ့မြင်တော့မှကြီး
နှစ်ကောင်ကမြင်တာပထမကြီးတစ်ကောင်ကကြာလို့ရှိရင်ဖျားလောင်းဖြစ်မဲ့တာပေါ့နော်သူကကြာလို့ရှိရင်စေလိုချင်တာပေါ့မြင်တိုင်းမပြောတီးမှမြည်တာပေါ့နော်အမဟိုနောက်ကြီးတစ်ကောင်ကကြာတော့သူကနေတာပေါ့နော်မေကပေါ့နော်လို့လုံနေတာမေကလောက်တာမကောင်းဘူးကောင်းမလားပြိုးအောင်ခဏဟိုဟာသူ့ရဲ့ကြီးအကိုကြီးကပြောတာပေါ့နော်စောင့်ပါအောင်ကွာမပြိုနဲ့လို့ပြိုတယ်လင်ကောင်းတာမဟုတ်ဘူးမေမပြိုနဲ့ချိန်တားတယ်နောက်ဆိုတားလို့မရဘူးနောက်ဆိုအကြီးကဘလို့မှတားလို့မရမေကသူ့အမေဖြစ်တဲ့ပုံလေးမကိုသွားပြတာတဲ့အမေပေါ့နော်မေကလို့လောက်တာကောင်းလားအဖေမရှိဘူးလေအဖေမရှိတဲ့ချိန်မှာအမေကလိုမျိုးလောက်တာကောင်းလားတခြားယောက်ျားတွေနဲ့အဖေမဟုတ်တဲ့တခြားယောက်ျားတွေနဲ့လို့လောက်တာကောင်းလားဆိုပြီးတော့ဟိုကြီးမအဲ့ဒီပုံလေးမပေါ့နော်စိတ်ကတော့မကြည့်ဘူးဒါပေမဲ့လူဆိုတဲ့လူကကောက်ကြည့်တယ်လေနော်ပုံမှန်မဖော်ပြဘူးလေမသူကပရိယေသုံးပြီးတော့ကြီးလေးကိုခိုးလိုက်တာပေါ့ငါတပြိုးပြခွေးရပါပြီလေလာပါအောင်အမေစီကိုဆိုပြီးတော့အဲ့ချိန်မှာလာတော့အကြီးလေးကိုလေကောက်ကိုဂိုးခဏရှိုးပြီးတော့ဟိုမိဖို့တင်မှာမိကြီးလေးပေါ်တင်မှာရိုးအဲ့လောက်ရှာချေတဲ့ဆိုပြီးတော့ဖောက်ထားလိုက်တာတဲ့အဲ့မှာကြီးတကောင်ကအဲ့မှာကြီးသူ့ကောင်လေးအဲ့ဒါကိုသူ့ကိုကြီးကမြင်တာပေါ့နော်ပြန်ပုံအဲ့ဒါပုံသားကြီးကပြန်ရောက်လာတော့ကြီးနှကောင်စုံတာမစုံတာတော့သူမှမကြည့်ရဘူးသူမိမအကြောင်းပဲတားရေဘလို့တော့ပြောပါအောင်မေကဘလို့တော့အဲ့မေကြီးအဲ့မှာကိုကြီးကပြောတာပေါ့အဖေလို့ပြောတာတဲ့ဟိုအမေဘလို့တော့ဆိုတော့မသိဘူးလို့ဟိုတကောင်ကတော့ပြပုံမှာဟိုဖြစ်နေပြီကျွန်တော်ကတော့အဲကြောင့်မအမေကတော့ဒီလိုရှိတယ်ကျွန်တော်လေးဒီမှာတော့မနေတော့ဘူးဆိုပြီးတော့တိုးမဝင်တော့တိုးတဲ့ကိုပြန်သွားတယ်တဲ့ဒါကြောင့်စကားကိုလေဟိုပေါ့နော်လိုအပ်တာထဲဖို့မပြောနဲ့စီလိုကြက်ဖို့လိုတယ်ပေါ့နော်တီးမှမြည်ဖို့လိုတယ်ဗျာစစ်ကရမဟုတ်တဲ့ဟာတွေရှောက်ပြောဟိုလိုမှန်းမသိသူများကြားချင်မှန်းမသိမကြားချင်မှန်းမသိလိုချင်မှန်းမသိမလိုချင်မှန်းမသိအဲ့လိုမျိုးဖြစ်လို့ရှိရင်ဟိုပါပေါ့နော်အင်ဂျင်နီယာနဲ့ဟိုဒုတိယကြီးသားလေးလိုဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်စီလိုနေလိုက်ပါမိတ်ဆွေဆိုတဲ့ခေါင်းစဉ်ကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်စီဆိုတာကတီးမှမြည်တာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေအားလုံးတို့လည်းတီးမှမြည်ကြပါလို့အားလုံးကျမ်းမာကြပါစေရှင်